2023ပေါ့နော်မေကွန်2023ရဲ့မေကွန်မေဂျွန်စီရီမေကွန်ဆိုnumber 6အမှတ်20မေကွန်မယ်ခဏလေး review လုပ်ကြည့်အောင်အရင်ဆုံးမေကွန် review လုပ်မယ်ပေါ့so မေကွန်မှာကလေးကသူက agriculture college has a herds of dairy cows ဆိုနို့စာနွားတွေကိုဟာပါလဲဒီရေစင်းတက္ကသိုလ်လိုမျိုးပေါ့အစားပါလဲ college ပေါ့နော်ဆိုတော့ဒီ agriculture လို့ပြောစိုက်ပျိုးမွေးမြူရေးပေါ့စိုက်ပျိုးမွေးမြူရေး college တစ်ခုမှာနို့စာနွားကိုအုပ်စုလိုက်မွေးထားတယ်နောက်သူက array ထဲမှာထည့်ပြီးသားဆိုလိုတာကဒီနို့စာနွားရဲ့ data တွေပေါ့နေ့စဉ် data တွေကို array ဆို table ထဲမှာထည့်ထားတယ်ပေါ့ဆိုတော့ table ကပဲ table လဲဆိုရင်program တခါတဲ့ကျွန်တော်တို့ table ပေးထားတယ်ပေါ့နော်သူမေးတာဒါပေါ့ဒီမှာ table ပေးထားတယ် table ဥစားပါလဲ breed ရှိမယ် rating ရှိမယ် count ရှိမယ် and then volume ရှိမယ်နောက်ဒီမှာ daily volume ဒါကတော့သူ program ပေးထားတဲ့အရာပေါ့ဆိုတော့မေးခွန်းပြန်ကြည့်အောင်ဆိုအဲ့မှာဘာပေးထားလဲဆို the name of the breed ဆိုဒီအမျိုးအစားပေါ့ဒီဟောပါလဲနို့စာနွားအမျိုးအစားတွေပေါ့ဒီမှာသူရေးထားတယ်ပေါ့နော်နာမည်တွေပေါ့ခေါ်လို့တော့သိမလို့နာမည်တွေပေါ့နော်ဆိုတော့အမျိုးအစားအများကြီးရှိတယ်နောက်ပြီးပါပေးထားလဲဆိုတော့ rating ဆိုတော့ဒီကောင်နေမှာ care rate ရှိတယ်ပေါ့ rating ကောင်းတယ်မြင့်တဲ့ကောင်ဆိုရင်တော့တစ်ဆိုရင် rating မြင့်တယ်ပေါ့သုံးဆိုရင်တော့ rating အနေ rating မကောင်းဆုံးပေါ့ကျွန်မ rate ပေးတယ်လို့ပေါ့နော် rating ပေးတဲ့တစ်အမျိုးအစားတွေကရှင်းရှင်းပြောရင်သိပြီးတော့ဟိုပါလေ view size ဆရာမလိုပဲနဲ့နောက်ပြီးတော့view size ဆရာမလိုတဲ့အမျိုးအစားတွေပေါ့နော်နောက်ပြီးတော့ table count ကကျတော့အကောင်အရေးအတွက်ဆိုဒီကောင်ပေါ့ဒီအကောင်အမျိုးအစားဒါဆိုရင်ဒီကောင်ဆိုရင်သူ့ရဲ့ rating က1ထဲမှာရှိရဲ့သူ့ရဲ့အရေးအတွက်က6ကောင်မွေးထားတယ်နောက် table volume လို့ပြောရင်ဒါကျတော့ဘာပြောချင်တာလဲဆိုရင်သူတရက်မှာတကောင်မှာထွက်တဲ့နို့အရေးအတွက်ပေါ့ no volume ပေါ့ 7.5 liter ထွက်တယ်ပေါ့ဒီတကောင်မှာပဲဟုတ်ပြီနော်တကောင်မှာပဲ9.5 liter ထွက်တယ်တကောင်စားပေါ့နောက်ပြီးဒါသူ daily volume ကိုပြန်ပြီးတော့ဒါကတော့သူ MD ပေးထားတယ်ပေါ့ဒါသူပေးထားတဲ့အရာတွေပေါ့သူဒီမှာဒါကိုပဲပြောတယ် the disease of care rating for ဘာလဲ that ဘာလဲ breed ပေါ့1 is highest and 3 is lowest ပေါ့နောက်ပြီးအရေးအတွက် volume of milk ဆိုတော့ဒီနေရာမှာသူဘာပေးချင်တာလဲဆိုရင် recommend the best breed of cows for them အဲ့ထဲမှာအကောင်းဆုံးအမျိုးအစားကိုသူကဟောပါလေလယ်သမားတွေပြောပြချင်တာ college ကနေဆိုတော့ဘယ်လိုရှာမလဲပေါ့ဆိုတော့သူ question မှာလောက်ခိုင်းတယ်ဘာရေးခိုင်းလဲဆိုတခုက calculate the daily volume of milk produced by each breed ဆိုဒါကဘာကိုပြောချင်တာလဲဆိုရင်တရက်မှာဒီအမျိုးအစားကဗာလဲ volume ဘယ်လောက်ထုတ်ပေးလဲပေါ့ volume ဆိုတော့ နို့အရေးအတွက်ဘယ်လောက်ထုတ်ပေးလဲတရက်ကိုဆိုလိုတာကအကောင်အရေးအတွက်ခေါင်းနဲ့ဗာနဲ့ကိုမြောက်ပေးရမလဲဆိုရင်တကောင်ကိုထွက်တဲ့ volume ပေါ့volume နဲ့ကိုဘာလို့ပြရမလဲဆိုရင်ပြန်မြောက်ပေးရမယ်ဆိုလိုတာကဘာကိုပြောချင်တာလဲဆိုတော့ခုန table ကိုပြန်ကြည့်မယ်ဆိုရင်ဒီကောင်ပထမဦးဆုံးအမျိုးအစားကအကောင်အရေးအတွက်ကကြတော့6ကောင်သူကတကောင်ကဘယ်လောက်ထွက်တာလဲဆို9.5ပေါ့ဆိုတာtotal တရက်မှာဒီအမျိုးအစားထွက်တဲ့အရေးအတွက်က9.5ကိုဘာနဲ့မြောက်အောင်လဲဆိုရင်6နဲ့မြောက်အောင်မယ်အဲ့ဒါဆိုဒီ table တစ်ခုကောင်းမြောက်လိုက်ရင်ကျွန်တော်တို့ဒီဟိုပါလဲ daily volume ကိုရမယ်ပေါ့နော်ပထမအဆုံးလုပ်ခိုင်းတာ calculate လုပ်ခိုင်းတယ်produced by each breed ပေါ့နောက်ပြီးတော့ add this daily volume to the data structure TBL ဘာဖြစ်မလဲ table daily volume ထဲအခုနမြောက်ထားတဲ့ value ကိုထည့်ရုံပဲဆိုတော့ဒီ table အလွတ်ကြီးထဲကိုထည့်ရုံပဲဒီအချိန်ထိအရင်လွယ်တယ်နော် and then that they display a message information the user what each field holds such as breed rating volume per count and total volume ဆိုလိုတာဒီလိုပြခိုင်းတာ field တွေမှာဘာတွေပြလဲဆိုတော့ဒီပထမဦးဆုံးဒီလိုပုံစံလေးပြရမယ်ဒီလို output ထုတ်ခိုင်းတာပေါ့ဆိုတော့ပထမဦးဆုံးဒီလိုမျိုး print ထုတ်ပေးရုံပဲ now display the data for each breed ဆို data တစ်ခုချင်းစီဆိုတော့တကောင်ချင်းစီပေါ့ဒီလိုပုံထုတ်ခိုင်းတယ်ဒါဆိုသူ့ရဲ့ပါလဲသူအရေးအတွက်ဒါသူအမျိုးအစားပြီးသူရဲ့ rating က1ရှိရယ်သူတရက်တကောင်ကိုထွက်တဲ့ volume က9.5သူအရေးအတွက်ခေါင်းကကြတာဘာဖြစ်မလဲ6ပြီးတော့သူ volume ကကြတော့အခုနပါလဲ9.5ကို6နဲ့မြောက်လိုက်တဲ့အရေးအတွက်ပေါ့နော်
ဆို table တွေအားလုံးတန်းစီထုတ်ပေးရုံပဲတစ်ခုချင်းစီထုတ်ပေးပေါ့ဒီ T ပေါ့ final T ပေါ့ဒါပိုင်းဒါ Now calculate and display the total volume of milk produced each day by the breed ဆိုလိုတာကဒီကောင်နေ volume ကို total ရှာပေးရမယ်ဆိုလိုတာကဒီကောင်နေရဲ့အရေးအတွက်ကိုပေါင်းတရက်မှာအကောင်နေအားလုံးရဲ့နှုတ်ထွက်နှုန်းဒီကောင်နေအားလုံးနှုတ်ထွက်နှုန်းပေါ့ဆိုတော့ကျမတို့ဒီ volume ကို totaling လုပ်လိုက်ရပြီ daily volume တွေက value အားလုံး total လုပ်လိုက်ရတယ်အကုန်လုံးပေါင်းချလိုက်ပါဖြစ်မယ်ဒီတရက်မှာဒီနွားအုပ်ကြီးတစ်အုပ်လုံးရပါဖြစ်မယ်နှုတ်ထွက်တဲ့ volume အရေးအတွက်ကိုရသွား volume ကိုရသွားလိမ့်မယ်ဒါကိုလုပ်ချင်တယ်အနောက်တစ်ခုကတော့ find the recommended breed ဆိုအကောင်းဆုံးဟာကိုရှာပေးရမယ်သူဒီမှာပြောထားပြီးသားအကောင်းဆုံးကဘာဖြစ်မလဲဆိုရင် tip ပေါ့နော်ဟာဖြစ်ရမယ် rating က tip ဖြစ်ရမယ်နောက်ပြီးတော့ဘာဖြစ်ရမလဲဆိုရင် largest volume of milk per day တရက်မှာထုတ်ပေးတဲ့နှုတ်အရေးအတွက်ဒါဒီနေရာပေါ့ care rating ကလည်း highest ဖြစ်ရမယ်ဆို care rating က1ဖြစ်ရမယ်ပေါ့ largest volume or milk per day ဆိုလို့တာရှင်းရှင်းပြောရင်ဒီတရက်သူထွက်တဲ့နှုတ်အရေးအတွက်နှုတ် milk ပေါ့နော်နွားနှုတ်အရေးအတွက်ဒီမှာဒါပေါ့ဒီထဲမှာအမြင့်ဆုံးဖြစ်ရမယ်ဒီ table နှစ်ခုပေါ့ table volume နဲ့ဘာဖြစ်မလဲ table rating နှစ်ခုဘာလုပ်ပေးရမှာလဲဆိုရင်တစ်ဖြစ်ရမယ်ကောင်ရဲ့ volume အမြင့်ဆုံးကောင်အဲ့ဒါဘာဖြစ်မလဲဆိုရင်ဒါရှင်းပြသူ recommend လုပ်မယ်ဘာဖြစ်မလဲဆိုရင်နွားအမျိုးစားပေါ့အဲ့ဒါရှာခိုင်းရမယ်နောက်ဆုံးတော့ finally display the recommended breed by name နောက်ဆုံးမှာတော့ဘာဖြစ်မလဲဆိုရင်ရှာလာတဲ့ရလာတဲ့ကောင်ကို output ထုတ်ပေးရုံပဲ display ပြရုံပဲဆိုတော့ကိုလိုရမယ့်အဆင့်တွေသိပြီဆိုရင် program စာရေးရအောင်နော် program စရေးမယ်ဆိုတော့ကျွန်မကတော့သူပေးထားတဲ့ဟာလေးကို reference လုပ်ပေးထားတယ်ဒါပေမဲ့အောက်ပိုင်းမှာကျတော့ကျွန်မပုံစံလေးပြင်ရေးပေးထားတယ်ပေါ့နော်ကိုပုံစံလေးကိုပြင်ရေးပေးထားတယ်အစအပိုင်းမှာသူဘာလုပ်လဲဆိုရင် index ကို0ပေးလိုက်တယ်ဒါ variable indexing.value ရှာ total volume 0.0 ပေးတယ်ဘာလဲဆိုတော့ဒီကောင်လေးအားလုံးရဲ့အရေးအတွက်ရှင်းပြ daily volume ပေါ့နော်ဒီတကောင်မှာထွက်မဲ့အရေးအတွက်ပေါ့ဆိုတော့အဲ့ဒါဘာလဲ0စာပေးတယ်နောက်ပြီးတော့ sorry တကောင်ကြီးတော့ပြောချင်တာမဟုတ်ဘာလဲအကောင်လေးအကုန်လုံးရဲ့ final အရေး final ထွက်မဲ့နှုတ်အရေးအတွက်ပေါ့ဒီနွားတွေအကုန်လုံးတအုပ်လုံးရဲ့တရက်မှာထွက်မဲ့ဘာလဲနွားနှုတ်အရေးအတွက်ပေါ့ပြီးတော့မှ max index ဆိုတာဒါတော့သူဘာလုပ်ပြီးလဲဆိုရင်သူက recommend breed ကိုရှာဖို့အတွက်ဒါ max index ကိုထားရတယ်ပေါ့ပြီးတော့မှစပြီ print ထုတ်တယ်သူပြောတယ်ဒါတော့ဘာလုပ်ချင်တာလဲဆိုရင်ဒီပုံစံလေး print ထုတ်ပေးလိုက်တာဒီပထမဦးဆုံးတစ်ချောင်းလေးပေါ့ feeds are ဆိုပြီးတော့လုပ်ပြီးထုတ်ပေးလိုက်တာဒီလိုမျိုးပေါ့ feeds are ဆိုပြီးတော့ပြီး feeds are ဆိုပြီးဒါပထမဦးဆုံးထုတ်ပေးလိုက်တဲ့တစ်ချောင်းပေါ့ဒါထုတ်တယ်ပြီးတော့မှ for him မှာပတ်တယ် index ဆို0ကစမယ် table အတိုင်းဒီ length of table အတိုင်းဘာလို့မှာလဲဆိုရင် for loop ပတ်ပေးမယ်ပြီး today volume ကိုလိုချင်ခုနပြောသလိုပဲဒီတရက်တာအရေး volume ကိုနွားနှုတ်အရေးအတွက်ကိုလိုချင်count 6နဲ့ index နဲ့ပါလဲ total volume index နဲ့ဘာလို့လဲမြောက်ပေးလိုက်ရုံပဲဆိုတော့ဒီနှစ်ခုမြောက်ပေးတယ်ပြီးသွားရင်တော့ဒီ table တွေထည့်ပေးလိုက်တယ် append လုပ်ပေးတယ်ဗောနော် table daily volume ထဲကိုအခုနမြောက်ထားတဲ့ result today volume ကိုဘာလုပ်လိုက်တာလဲဆိုရင် append လုပ်ပေးတယ်အဲ့လိုပုံစံနဲ့အဆုံးထိပေါ့နော်မြောက်လိုက်တယ်မြောက်ပြီးပါဖြစ်မလဲဒီ table အဆုံးထိမြောက်သွားမယ်ပြီး append လုပ်သွားမယ်ဟုတ်ပြီဒီအထိကတော့ပြီးသွားပြီနောက်တစ်ဆက်မှာတော့သူဘာလောက်ခိုင်းလဲဆိုရင်ဒါတော့ဒါ information ထုတ်ပေးတာ print လုပ်တဲ့အပိုင်းပေါ့ကိုက append လုပ်ပြီးသွားရင်တစ်ခုချင်းစီထုတ်ရမှာဟုတ်ဒီလိုမျိုးလေဒီကောင်ပုံစံမျိုးပေါ့ဒါပေါ့ဒီကောင်အတွက်ဆိုရင်သူရဲ့volume index တွေတန်းထုတ်သွားတာဖြစ်တဲ့အတွက်ဒါလေးရိုးရိုးလေးပဲ print ထုတ်ပေးလိုက်တယ်ပေါ့ print ဆိုပြီးတော့breed index ရဲ့ rating index ရဲ့ count ရဲ့ဒါ index က0 1တိုးသွားမှာပဲ final မှာလည်း daily volume index ရဲ့ထုတ်ပေးလိုက်တယ်နောက်တစ်ခုကတော့ total လောက်ရမှာဖြစ်တဲ့အတွက်ဘာလဲဆိုရင်ငကိုတဲ့ total volume က 0.0 လောက်ထားတယ်အခုနတကောင်အရေးတော့ပေါ့ဒီတကောင်ဆိုတာအမျိုးအစားတစ်ခုအရဲ့ volume ပေါ့ total volume ကမှဖြစ်ထားပါတော့ဒီပထမအမျိုးအစားရဲ့ total volume ကိုရထားပြီးပြီအဲ့ဒီ total volume ထည့်ပေါင်းသွားတယ်အော်စားပါလဲtoday volume volume ကိုပဲထည့်ပေါင်းသွားလဲဆိုရင် total volume တဲ့ထည့်ပေါင်းသွားတဲ့အခါကျတော့ final မှာဒီနွားတအုပ်ကြီးရပါဖြစ်မလဲတရက်တာစပါလဲထွက်တဲ့နွားနှုတ်အရေးအတွက်ကိုရမယ်ဒါ total volume ထွက်ပြီးသွားပြီ
ပြီးတော့ the best breed ကိုရှာမယ်သူကပြောထားတဲ့အတိုင်းပဲ rating က1ဖြစ်ရမယ်အဲ့အတွက် rating index ကငယ်နိုင်သမျှငယ်ရမယ်တစ်ကနေ3ပဲရှိရဖြစ်တဲ့အတွက်ဒီ rating index ထဲမှာငယ်မငယ်ရင်2ရမယ် equal မပါလို့မရဘာလို့ဆို2တဲ့1ကခဏတော့ဒီမှာပြန်ကျနိုင်သေးတာဆိုတော့ငယ်ရော2ရဲဆိုရင် max index ဆိုတာအစကတည်းက maximum index ဆိုကျွန်တော်တို့0စထားပြီးသားဆိုလိုတာက indexing ကောက်ချိန်နေပေါ့1နဲ့0နဲ့2နဲ့ရှင်ကြည့်တယ်ဥစားပါလေ1ကငယ်နေသေးတယ်ဆိုရင် maximum index ကဘာဖြစ်မလဲ0ပဲဖြစ်နေအောင်မယ်ပြီးတော့နောက်ထပ်ဒီဟာနဲ့ဒီ value နဲ့3နဲ့ထပ်ရှင်သေးတယ်1ကငယ်နေသေးတယ် max index က0ပဲဆိုတော့ကျွန်တော်တို့ index ယူချင်လို့ဒါကဟိုရှင်းပြောရင်ဒါ rating တော့ရှာပြီးတော့မဟုတ်ဘူး n နဲ့ပြန်ဆက်တယ်ဟုတ်ပြီ rating ကလည်းငယ်နိုင်တယ်ငယ်ရမယ်ဒါပေမဲ့ table volume လို့ခေါ်တဲ့တကောင်အရေးတော့ပေါ့ဒီကောင်တွေရဲ့ဟိုစားပါလေဒီတကောင်ထွက်တဲ့ note အရေးအတွက်ကိုကြတော့ပြန်ပြီးများနိုင်တယ်များရမယ်ဒါကြောင့် table greater than equal လို့ပြန်ရေးထားတယ်ဆိုတော့ဒီနမဆက်မယ်ဆို9.5နဲ့9.9ဆိုရင်9.5နေဖြစ်9များနေသေးတယ် maximum index ကဘာပဲဖြစ်နေမှာလဲဆိုရင်0ဆက်တဲ့17.4ဆိုတော့ဘာလဲ9.5နဲ့17.4ဆိုရင်17.4များသွားပြီဆိုရင်ဒီ maximum index value က2ဖြစ်သွားလိမ့်မယ်ညီနေတယ်ဆိုတော့ဘာဖြစ်မလဲ2ပဲ 22.0 ဆိုတော့ဘာဖြစ်မလဲသူရဲ့ index ကဘာဖြစ်သွားမလဲဆိုရင်အခုနကဘာလဲ2ကနေဘာဖြစ်သွားမလဲဆိုရင်0 1 2 3 4ဖြစ်သွားမယ်4ဖြစ်နေရင်လည်းမှကျွန်မသိလား23ပေါ့နော်23ကြည့်လိုက်တော့နောက်ဆုံးကောင်ကပါလဲဆိုရင်ဒါပေမဲ့သူအပေါ် rating နဲ့ပြန်ကြည့်ရင်ကြတော့3မို့လို့ rating တော့မကောင်း volume တော့ကောင်းတယ်ဆိုတော့ final မှာရှာလိုက်တဲ့အခါမှာသူထွက်လာတဲ့ result ကဘာဖြစ်မလဲပေါ့နော်ဒါကတော့ဟိုဗာလဲဒီမှာရှာထားပေးပြီးသားပြီတဲ့ပုံမှာပါပြီးသားဗာလဲဆိုရင်ဒီကောင် volume က rating က1 volume ကじゃ18.3အဲ့နှစ်ခုစလုံးကအများဆုံးလည်းဖြစ်တယ်ဟာလည်းဖြစ်တဲ့အတွက် condition နှစ်ခုစလုံးမှန်လို့ n နဲ့ဆက်ထားတဲ့အတိုင်း condition နှစ်ခုစလုံးမှန်လို့ဘာဖြစ်သွားလဲဆိုရင်ဒီကောင်ထွက်သွားတာပေါ့ဟုတ်ပြီဒါကတော့ rate the best ဟိုစားပါလဲ breed ကိုရှာတာပေါ့ပြီးတော့မှဒါ print လုပ်တဲ့အပိုင်းဒါ out of loop ဖြစ်သွားပြီ loop အပြင်ဘက်ရောက်သွားပြီဘာဖြစ်လဲဆို total ကိုရှာခဲ့တယ်ဒီမှာကျတော့ तू ကဟိုပါလဲအဖြေမှာကျတော့ तू က format နဲ့ချပေးလိုက်တယ်ပေါ့နော်ဒီလိုဆိုပြီး format frame နဲ့ချပေးဒီလိုပုံစံနဲ့ print မထုတ်ပဲနဲ့ဒီလို comma နဲ့ပဲထုတ်သွားလဲရတယ် join message နဲ့ပဲထုတ်သွားလဲရတယ်ကျွန်တော်တို့အယူရှင်ဆုံး total ဆိုပြီးတော့ total volume ဆိုပြီး join လုပ်ပြီးသွားတယ်အောက်ကကောင်လည်းအတိုင်းပဲ तू recommend breed ဖြစ်တဲ့အတွက် maximum index ဖြစ်ရမယ်ပြီးrating ကလည်း maximum index ပဲ volume ကလည်း maximum index ဆိုပြီးကျွန်တော်တို့ပြောမယ်နောက်ဆုံးသူ recommend ပေးတဲ့ breed ကိုထုတ်ပေးလိုက်တယ်ဟုတ်ပြီနော်ဆိုတော့ဒီ post ဆိုရင်တော်တော်လေးလွယ်ပါတယ် run လိုက်မယ်ဆိုရင်သူပြောတဲ့အတိုင်းပဲ output ထွက်လာမယ်ဒါပေါ့နော်ဒီသူပြောတဲ့အတိုင်းပဲအကုန်လုံးတတိယရဲ့ output ထွက်လာမယ်ပေါ့